ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ကံဆိုတာဘာလဲကံကြမ္မာကိုပြောင်းလဲနိုင်သလားဆိုတဲ့မေးခွန်းကိုဗုဒ္ဓတရားတော်အရာနားလည်လွေအောင်ဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျာအရင်အပိုင်းတွေမှာဗုဒ္ဓဘာသာဆိုတာဘာလဲဗုဒ္ဓဆိုတဲ့အဓိပ္ပာယ်ကဘာလဲဘုရားရှင်ဘာကြောင့်ပွင့်တော်မူခဲ့တယ်လဲဗုဒ္ဓသာသနာ၃မျိုးဗုဒ္ဓဘာသာကိုယ်ကိုယ်ယုံတာမဟုတ်ပဲကျင့်သုံးရတဲ့ဘာသာဖြစ်ကြောင်းတိလတမာရိပညာတို့ဟာဗုဒ္ဓဘာသာရဲ့အခြေခံအုတ်မြစ်ဖြစ်ကြောင်းကိုစက်တိုက်ဆွေးနွေးခဲ့ပြီးပါပြီဒီနေ့တော့လူတိုင်းစိတ်ဝင်စားကြတဲ့ကံအကြောင်းကိုဆက်လက်လေ့လာကြပါမယ်မိတ်ဆွေတို့ကံဆိုတဲ့စကားလုံးကိုနေ့စဉ်ကြားနေရပါတယ်သူကံကောင်းလို့ချမ်းသာတာငါကံဆိုးလို့ဒီလိုဖြစ်တာဒီလိုပြောတတ်ကြပါတယ်ဒါပေမဲ့မြတ်စွာဘုရားရှင်ဟောခဲ့တဲ့ကံဆိုတာကံကြမ္မာကသတ်မှတ်ထားတဲ့အရာမဟုတ်ပါဘူးရေရွယ်ချက်စစ်စစ်ပြုတ်လုပ်တဲ့ကိုယ်နှုတ်စိတ်အလုပ်ကိုကံလို့ခေါ်ပါတယ်ကောင်းတဲ့စိတ်နဲ့လုပ်ရင်ကုသိုလ်ကံဖြစ်ပြီးတော့မကောင်းတဲ့စိတ်နဲ့လုပ်ရင်တော့အကုသိုလ်ကံပဲဖြစ်ပါတယ်ကံကြမ္မာကိုပြောင်းလဲနိုင်သလားဆိုရင်တော့အဖြေကတော့ပြောင်းလဲနိုင်ပါတယ်မြတ်စွာဘုရားရှင်ကလက်ရှိလှုပ်ဆောင်နေတဲ့ကံတွေဟာအနာဂတ်ကိုတက်ရောက်တယ်လို့ဟောကြားထားပါတယ်ဥပမာဆိုပါစို့လေဓမ္မတယောက်ကစပားမျိုးစိစိုက်ရင်စပားပြီးမဲပေါက်မယ်ပဲမျိုးစိစိုက်ရင်ပဲပြီးမဲပေါက်မယ်ဘယ်မျိုးစိစိုက်တယ်လဲဆိုတာကအရေးကြီးပါတယ်ဒီလိုပဲဒီနေ့ကိုပြုတ်လို့တဲ့အကျင့်အပြောအတွေးတွေကမင်းနဲ့ပြန်ရဲ့ဘဝကိုတိဆောက်နေတာပါမကောင်းတဲ့ကံရှိရင်ဘာလုပ်ရမလဲလို့တချို့ကပြောကြတယ်ငါကံစူးနေပြီဆိုပြီးတော့တွေးပြီးစိတ်ညစ်နေကြတယ်ဒါပေမဲ့ဗုဒ္ဓတရားမှာမကောင်းတဲ့ကံရှိတိုင်းမျောလင့်ချက်မရှိတော့ဘူးလို့မဟောထားပါဘူးမကောင်းမှုကိုရက်ပြီးကောင်းမှုကိုတူအောင်လုပ်ပါတီလဆောက်တင်းပါမေတ္တာပွားပါဒါနပြုလုပ်ပါတရားကျင့်ပါဒီလိုကောင်းတဲ့ကံတွေကိုစက်တိုက်ပြုလို့ရင်ဘဝကိုတဖြည်းဖြည်းပြောင်းလဲစေနိုင်ပါတယ်ဥပမာလူ2ယောက်ရှိတယ်လူတစ်ယောက်ကဒေါသကြီးပြီးနေ့တိုင်းရံပစ်တယ်နောက်တစ်ယောက်ကတိခါနဲ့မေတ္တာထားတယ်နှစ်အနည်းငယ်ကြာလာတဲ့အခါလူတစ်ယောက်မှာရန်သူတွေများလာတယ်နောက်တစ်ယောက်မှာတော့မိတ်ဆွေတွေများလာတယ်ဒါဟာကံရဲ့အကျိုးကိုနေ့စဉ်ဘဝမှာမြင်နိုင်တဲ့ဥပမာတစ်ခုပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာကကံကိုအပြစ်တင်ပြီးလက်လျှော့လိုက်လို့မတင်ပေးပါဘူးဒီနေ့ကစပြီးတော့ကောင်းတဲ့ကံကိုဖန်တီးပါလို့တင်ပေးပါတယ်အတိတ်ကိုပြန်မပြင်နိုင်ပေမဲ့ဒီနေ့ရဲ့ဆုံးဖြတ်ချက်တွေဟာမနေ့ပြန်ရဲ့ဘဝကိုပြောင်းလဲစေနိုင်တယ်မိတ်ဆွေတို့ကံဆိုတာကံကြမ္မာရဲ့အကျဉ်းသားဖြစ်ဖို့မဟုတ်ပါဘူးမိမိရဲ့ဘဝကိုကောင်းမွန်အောင်တည်ဆောက်နိုင်ဖို့မြတ်စွာဘုရားရှင်ပြသခဲ့တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်ကောင်းတာတွေကိုတွေးပါကောင်းတာတွေကိုပြောပါကောင်းတာတွေကိုလုပ်ပါဒီလိုနေ့စဉ်ကောင်းမှုတွေကိုစုဆောင်းသွားမယ်ဆိုရင်ကံကောင်းခြင်းဟာအလိုလိုဖြစ်ပေါ်လာပါလိမ့်မယ်မိတ်ဆွေသူတော်ကောင်းအပေါင်းတို့နောက်အပိုင်းရှင်းမှာတော့နိဗ္ဗာန်ဆိုတာဘာလဲဗုဒ္ဓဘာသာဝင်တိုင်းနားလည်ထားတဲ့နိဗ္ဗာန်ရဲ့အဓိပ္ပာယ်ကိုပိဋကတ်တော်အခြေခံနေ့စဉ်ဘဝဥပမာများနဲ့ဆက်လက်ဆွေးနွေးတော့ကြပါမယ်အားလုံးပဲမြတ်ဗုဒ္ဓရဲ့တရားအလင်းဖြစ်စိတ်ချမ်းသာကိုကျမ်းမာပြီးမိဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေသာဓုသာဓုသာဓု